UFC မှာတောက်ပနေတဲ့မြန်မာချင်းဖိုက်တာတွေဂျိုရှူဝါဘန်ကတော့အခုခါမှာအောင်ပွဲကြီးတစ်ခုကိုရလိုက်ပြီပဲဖြစ်ပါတယ်။သုံးပတ်ပဲအနာယူပြီး UFC ရဲ့ Top 1ကိုအနိုင်ထပ်ယူနိုင်ခဲ့တာကတော့တကယ်ကိုချီးကျူးထိုက်ပါတယ်။ဂျိုရှူဝါဘန်တော့ Fight of the Night ဖြစ်တဲ့ပွဲဆိုလည်းမမှားပါဘူး။ဒီနေ့မနက်မြန်မာစံတော်ချိန်မနက်စောပိုင်းမှာကစားတဲ့ UFC 317ပွဲစဉ်ဖြစ်ဂျိုရှူဝါဘန်နဲ့ Brandon Royval တို့ရဲ့ပွဲမှာတော့မြန်မာပြည်ပွားချင်းဖိုက်တာဂျိုရှူဝါဘန်က3ချီကစားပြီးအနိုင်ရရှိခဲ့ပါတယ်။ American Fight တဲ့ပွဲကောင်းလည်းဖြစ်ပါတယ်။တကယ်ကိုပရိသတ်တွေမျက်တောင်မခက်စတန်းရင်သက်ရှုမောဖို့ကြည့်ကြရပါတယ်။တကယ်ကိုပွဲကောင်းလို့ပဲပါ။အနိုင်ရခဲ့တဲ့ဂျိုရှူဝါဘန်ဟာချန်ပီယံစိန်ခေါ်ခွင့်ရသွားပြီပဲဖြစ်ပါတယ်။ဒီပွဲကိုကြည့်ရမယ်ဆိုရင်တော့ပထမချီမှာ Brandon Royval ကအနိုင်ရခြင်းစောနဲ့စိတ်လောပြီးဥဆောင်ထိုးသက်နေပေမဲ့ဂျိုရှူဝါဘန်ကတော့ Brandon Royval ရဲ့တိုက်စစ်ကိုတေချာကိုစောင့်ကြည့်ကစားပြီးတော့ဒုတိယပိုင်းမှာပြန်လဲအားတာလာတာပဲဖြစ်ပါတယ်။ဂျိုရှူဝါဘန်ဟာထိချက်ရောတကယ်ကို strike ရောအရန်ကောင်းပါတယ်။ပထမချီမှာဂျိုရှူဝါဘန်ပဲနိုင်ပါတယ်။ဒုတိယချီမှာဂျိုရှူဝါဘန်ဟာပွဲပန်းနေတာကိုမြင်နေရပါတယ်။သူဝိုက်ကိုဝိုက်ပါပဲ။ Brandon Royval ကတော့ပိုထိနာပါတယ်။တတိယချီမှာလည်းဂျိုရှူဝါဘန်ဟာသူထိုးကိုထိုးအနေထားကလည်းအသာစီးကိုထိုးပြသွားတာပါ။တကယ်ကိုကျဲလွန်ပါတယ်။ bonus ပါပေးသင့်ပါတယ်။အချိန်စင်းကနေမှ Brandon Royval ကိုကြောက်အောင်ထိုးနိုင်ခဲ့ပါတယ်။တကယ်ကိုချန်ပီယံလူခွင့်ထိုက်တန်ပြီလို့ပြောလို့ရပါတယ်။ဂျိုရှူဝါဘန်နဲ့ Brandon Royval တို့ရဲ့ပွဲကို3သက်ရရင်တော့တနင်္ဂနွေနေ့မြန်မာစံတော်ချိန်မနက်10:10 မိနစ်မှာကစားခဲ့တာဖြစ်ပါတယ်။ Brandon Royval ဟာဂျိုရှူဝါဘန်ထက်အရက်မြင့်မာသလိုအလုံးထက်ကလည်းကြီးပါတယ်။အရက်မြင့်မာဆိုရင် Brandon Royval 9ပေ6လက်မဂျိုရှူဝါဘန်က9ပေ5လက်မပဲရှိပါတယ်။ကိုလေးချိန်ကတော့တူတူပါ125ပေါင်စီရှိပါတယ်။ Reach လက်တံအရှိမှာဆိုရင်လည်း Brandon Royval က68လက်မဂျိုရှူဝါဘန်က65လက်မဖြစ်ပါတယ်။တကယ်တမ်းသာသူတင်ကိုယ်တင်ရှင်ထိုးကြည့်ဆိုရင်တော့လက်တံရှိတဲ့သူကအားတာချက်ရှိတာမှန်ပေမဲ့ဂျိုရှူဝါဘန်ရဲ့အတင်းဝင်ဘူးတဲ့ထိုးစစ်ကိုမခံနိုင်ခဲ့ပါဘူး။ Brandon Royval ဟာ18ပွဲမှာ9ပွဲသာရှုံးခဲ့တဲ့ fighter တယောက်ပါကျွန်တော်တို့ရဲ့ချင်းဖိုက်တာဂျိုရှူဝါဘန်ကတော့14ပွဲနိုင်ပြီးတော့2ပွဲရှုံးနေထားတယ်လို့လက်ရှိ record တွေရသိရပါတယ်ခုပွဲမှာကြည့်ရမယ်ဆိုရင် Brandon Royval ဟာနိုင်လိုချင်စောနဲ့တိုက်စစ်လိုက်လွန်ပါလေဗျာခံစစ်ပိုင်းမှာတော့အားနေပါတယ်ဂျိုရှူဝါဘန်ကတော့ပြိုင်ပတ်ရဲ့ကစားပုံကိုတေချာကြည့်ပြီးတော့ counter wide လက်သီးတွေနဲ့အနိုင်ရရှိခဲ့တာပါစိတ်ရှည်လက်ရှင်တွေကိုအဓိကစောင့်ကြည့်ပြီးတော့ပြိုင်ဘက်ရဲ့အားနည်းချက်ကိုဂျိုရှူဝါဘန်ဟာအကောင်းဆုံးသုံးချနိုင်ခဲ့တာဖြစ်ပါတယ်။ပထမကြီးမှာကြည့်မယ်ဆိုရင် Brandon Royval ဟာထိချက်အသာယူပါတယ်။ညာဝိုက်လက်သီးတွေနဲ့ညာထောက်လက်သီးတွေနဲ့ဂျိုရှူဝါဘန်ကိုထိုးနှက်ပါတယ်။ခြေကန်ချက်တွေလည်းထုတ်သုံးပါတယ်။ပြိုင်ဘက်ကိုဖိအားပေးခြင်းစိတ်လည်းတော်တော်များနေတာတွေ့ရပါတယ်။အဲဒီမှာကောင်တာပေါက်လာတာကိုစောင့်ထိုးတဲ့ဂျိုရှူဝါဘန်ရဲ့ညာဝိုက်လက်သီးချက်တွေလည်းထိသွားပါတယ်။ Brandon Royval ဟာခြေတန်းရှည်ပြီးတော့အရက်လမောင်းနဲ့မြင်မာတဲ့အတွက်ကြောင့်သူဟာခြေကန်ချက်တွေနဲ့သုံးပြီးတော့ဂျိုရှူဝါဘန်လဲအောင်တင်းကန်ပါတယ်။ဒါပေမဲ့ပထမချီပြီးကန်ဒီမှာပဲဂျိုရှူဝါဘန်ရဲ့ကောင်တာလက်သီးတွေထိပြီး Brandon Royval လဲမလို့ဖြစ်နေပါတယ်။ဒုတိယချီမှာဆိုရင် Brandon Royval ကတော့ပိုကောင်းလာတယ်ပြောရပါမယ်။ခြေကန်ချက်တွေကလည်းဂျိုရှူဝါဘန်ကိုမလုံနိုင်အောင်ဖြစ်စေပါတယ်။ဂျိုရှူဝါဘန်ကလည်းမမထန်နဲ့တုံ့ပြန်နေဗျာ။3ဘက်ဆိုတဲ့ကာလာလေးအတွင်းမှာကို train ပြီးဒီလောက်တော့မှ Brandon Royval ကိုတုံ့ပြန်နိုင်ခဲ့တာတကယ်အားရစရာပါမမထန်နေမှာပဲ Brandon Royval ရဲ့အားနည်းချက်ကတော့အဓိကအနိုင်ယူလိုချင်စိတ်များပြီးတော့ဆွတ်ထိုးနေတာပါပဲပြိုင်ဘက်ကလည်းသူ့ထက်လူကောင်းသေးပြီးအရက်က4လက်မလောက်ပုတယ်လက်တံကလည်းတူတော့သူ့အနေနဲ့ဒီပွဲကိုနိုင်မယ်လို့ပဲထင်နေတာပါဒါကြောင့်ရှုံးသွားတာလို့မြင်ပါတယ်ဂျိုရှူဝါဘန်ရဲ့ကောင်တာညာဝိုက်တွေကလည်းကောင်းချက်ပါပဲBrandon Royval ဟာသူ့အားကိုသူဖြုံးသွားတာပါ Brandon Royval ရဲ့လက်သီးတွေဟာ reach ကပိုရှည်ပေမဲ့လည်းလက်တံကပိုရှည်ပေမဲ့တကယ်တမ်းအဖြစ်ဂျိုရှူဝါဘန်ကိုတိတ်မထိပဲနဲ့အလကားအားကုန်သွားပါလေတတိယအချိန်မှာလည်းအပြင်ဘက်ကကြည့်တော့ Brandon Royval ကဖိကစားနေတာပါအဓိကအပြင်ခြေကန်ချက်တွေသုံးတယ်ထောက်လက်သီးတွေနဲ့အားပြုပြီးထိုးတယ်စိုင်းထိုးပြိုင်ထုံးမယ်ဆိုတော့အနီးကဝင်ထိုးတဲ့ဂျိုရှူဝါဘန်လက်သီးတွေကပိုတိကြတယ်ဗျဂျိုရှူဝါဘန်လည်းအထိနာတာများပါတယ်ဒုတိယအချိန်မှာဆိုရင်ထိနာတာတွေ့ရပါတယ်
ဒါပေမဲ့မာဂုံကတော့ကောင်းလုံးပါလေလုံးဝကိုမကြပါဘူးဘရန်ဒန်ရိုဘာကအနာဂမ်ပြီးအတင်းဖိထိုးတာပါနောက်ဆုံးအချိန်မှာအနိုင်လိုချင်စောနဲ့အတင်းဖိထိုးလေနားလေဖြစ်သွားပါတယ်နောက်ဆုံးပွဲပြီးကန်ဒီမှာပဲလဲကျသွားပါတယ်ဘရန်ဒန်ရိုဘာတော်တော်လေးကိုထိခံရပါတယ်ဖင်တိုင်းလဲပြီးအချိန်စီးသွားလို့သာအလဲထိုးမခံရတာလို့ကျွန်တော်ကတော့မြင်ပါတယ်တကယ်လို့သာနောက်ထပ်9မိနစ်လောက်ထပ်ထိုးရမယ်ဆိုဘရန်ဒန်ရိုဘာတကယ်ကိုနော့အောက်လဲသွားမှာဖြစ်ပါတယ်ဒီပွဲမှာအားလုံးကထင်ကြတာကဂျိုရှူအာဘန်နိုင်မယ်လို့မထင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဘရန်ဒန်ရိုဘာကလည်း record ကောင်းတဲ့ fighter တယောက်ဖြစ်တယ်လို့ပထမတန်း fighter တယောက်ပါပဲ။နောက်ပြီးတော့လက်တန် reach လည်းအားသာတယ်အရင်မောင်းလည်းမြင်ပါတယ်ကိုခန္ဓာလည်းအကောင်ကြီးတယ်။တကယ်ကိုဂျိုရှူအာဘန်ရဲ့ကောင်တာတစ်ပေါက်ကစားနိုင်ပုံကတော့မှော်ဆန်လွန်လာပါလေ။ပေးဆက်မှုကလည်းတော်တော်လေးကိုကြီးသွားရတာပါပဲဘရန်ဒန်ရိုဘာကတော့ဒီပွဲဟာဂျိုရှူအာဘန်တို့တော့တကယ်ကိုအနိုင်ထိုက်တယ်ပါလေဂျိုရှူအာဘန်အနေနဲ့ချန်ပီယံကပတ်ကြီးကိုစိန်ခေါ်ခွင့်ရရှိသွားပြီပဲဖြစ်ပါတယ်ဂျိုရှူအာဘန်ဟာတကယ်ကိုဂုံဆောင်ဖိုက်တာတယောက်ပါပဲမြန်မာဂုံဆောင်ပါပဲပြောရမယ်ဆိုရင်ဘရူနိုနဲ့ပွဲမှာကလေးကခြေချောင်းတွေကျိုးခဲ့ပါသေးတယ်ဒီခြေချောင်းကျိုးလေးနဲ့၃ဘက်ထဲနဲ့ train ပြီးတော့လူစားဝင်ကစားပေမဲ့အဆင့်1ဆိုတဲ့ fighter ကိုဖြုတ်ပြသွားနိုင်ခဲ့တာပါနောက်ပွဲမှာနိုင်တဲ့သူနဲ့ချန်ပီယံကပတ်တော်မှာလူကျင်ပါတယ်လို့ပြောခဲ့ပါတယ် Fight of the Night စုပေးဖို့ပါတောင်းဆိုသွားပါတယ်တကယ်ကိုကြမ်းလွန်တဲ့ဂျိုရှူအာဘန်ပဲဖြစ်ပါတယ်ဂျိုရှူအာဘန်ဒီပွဲမထိုးခင်ကတည်းကပြောမှုပါတယ်တကယ်လို့သာသူက UFC မှာ weight တန်းတစ်ခုရဲ့ချန်ပီယံဖြစ်ရင်တော့မြန်မာပြည်ကိုပြန်လာခြင်းနဲ့ဆိုတာပါပဲမြန်မာပြည်သက်တွေဟာကျွန်တော်ရဲ့လှုပ်ရှားမှုတွေရှင်ပြိုင်ကစားမှုတွေအားလုံးတိုင်းကိုစောင့်ကြည့်အားပေးတာအရန်ကိုကျဉ်းသက်စရာပါမြန်မာမျိုးဆက်သစ်လူငယ်တွေကလည်းအခုလိုလမ်းသစ်တွေဖောက်ရင်တစ်ခုခုလှုပ်ပြခြင်းနဲ့စိတ်ဆန္ဒတွေပြင်းပြနေပါတယ်အဲ့လိုတွေမြင်ရကြားရတော့ပြောပါတယ်ကျင်လဲကျင်တတ်ပါတယ်တဲ့အယိုးသားဆုံးပြောရင်တော့ကျွန်တော်နိုင်ငံကိုမပြန်ဖြစ်တာအတော်ကြီးကိုကြားပါပြီတဲ့ချန်ပီယံကပတ်ကြီးရရင်တော့အတိုင်းတာတစ်ခုတည်းအနားယူရင်မြန်မာပြည်ကိုပြန်အနားယူတာမျိုးလဲရှိကောင်းရှိနိုင်တယ်လို့ဂျိုရှူအာဘန်ကအင်တာဗျူးမှာပြောခဲ့ပူပါတယ်ဘာလို့လဲတဲ့ပွဲထိုးပြီးတိုင်းကိုယ်စိတ်တွေကနောက်ပွဲပဲတော့လေဘယ်ချိန်ပြန်ထိုးရမှာလဲဆိုတဲ့ပုံစံမျိုးပဲရှိတယ်တဲ့အဲ့တော့ချန်ပီယံဖြစ်ပြီးရင်ကိုယ်မိုးရမြေကိုအေးဆေးနဲ့ပြန်ပြီးအနားယူခြင်းပါတယ်ဆိုပြီးဂျိုရှူအာဘန်ကပြောခဲ့ပါတယ်ဂျိုရှူအာဘန်နဲ့ UFC အင်တာဗျူးမှာတရားဝင်ကိုပြောခဲ့တာပါပြီးတော့ပွဲကြိုသတင်းစာရှင်းပွဲမှာဂျိုရှူအာဘန်ကတကယ်လို့သာဒီပွဲမှာရှုံးခဲ့ကြေးဆိုရင်တော့ကျွန်တော်ထက်ပိုပြီးတော့ Brandon Rober ဟာပိုပြီးဆုံးရှုံးသွားလိမ့်မယ်လို့ဂျိုရှူအာဘန်ကပြောခဲ့တာပါဒီလိုပြောလို့ကျွန်တော်ကမဆုံးရှုံးဘူးလို့ဆိုတာမဟုတ်ပါဘူးကျွန်တော်လည်းဆုံးရှုံးမှာပါလို့အဲ့တုန်းကဆိုခဲ့ပါတယ်ဂျိုရှူအာဘန်ဟာ UFC 317ပြိုင်ပွဲရဲ့ flyweight တန်းလက်ရှိအဆင့်1 American fighter Brandon Rober နဲ့ main card မှာပဲရှင်ပြိုင်ထိုးသက်ခဲ့တာအားလုံးမြင်ပဲဖြစ်ပါတယ်အမှန်တော့ဗျာဂျိုရှူအာဘန်ကလူစားထိုးပြီးတော့ဝင်ထိုးရတာဗျာ Brandon Rober နဲ့ထိုးသက်မဲ့သူကအဆင့်6မှာရှိတဲ့ Portuguese fighter Marnekip ဖြစ်ပါတယ်ဒါပေမဲ့ Portuguese fighter ဟာဒဏ်ရာကြောင့်ဒီပွဲကိုမရှင်ပြိုင်နိုင်တော့တဲ့အတွက်ဂျိုရှူအာဘန်ကအစားထိုးဝင်ရောက်ထိုးသက်ခဲ့တာပါ Brandon Rober ဟာလက်ရှိအသက်31နှစ်ပါ Professional MMA ကစားသမားဘဝ24ပွဲထိုးသက်ထားမှာ18ပွဲနိုင်9ပွဲရှုံးပါ UFC မှာဆိုရင် Brandon Rober 10ပွဲထိုး9ပွဲနိုင်3ပွဲရှုံးထားပါတယ်လက်ရှိ UFC flyweight အဆင့်1သတ်မှတ်ခံရတဲ့ fighter ပါဂျိုရှူအာဘန်ကတော့သူ့လောက်တော့ဂုဏ်သတင်းမကြီးမှာပါဘူးအခုလဆန်းပိုင်းကမှ UFC 317စစ်မှာ Brazil fighter Bruno ကိုအလဲထိုးနဲ့နိုင်ရခဲ့တာပါ Professional ကစားသမားဘဝမှာ MMA 16ပွဲထိုးမှာ14ပွဲနဲ့2ပွဲရှုံးထားပါတယ် UFC မှာဆိုရင်တော့ဂျိုရှူအာဘန်ဟာ10ပွဲထိုးသက်ထားပြီး9ပွဲနဲ့2ပွဲသာရှုံးထားတဲ့အသက်23နှစ်ရွယ်လူငယ် fighter ပါသူတို့နှစ်ယောက်ရဲ့အသက်ကွာခြားချက်ကတော့10နှစ်တော့ရှိပါတယ်ဂျိုရှူအာဘန်ဟာဒီပြိုင်ပွဲမှာလည်းထိုးသက်ခွင့်ရပြီးတော့ပြိုင်ပွဲ2ပွဲစတိုက်ထိုးသက်ခွင့်ရတဲ့ UFC ရဲ့ကြုံတော့ကြုံကအခွင့်ထူးခံ fighter တူဖြစ်ခွင့်ရခဲ့တယ်လို့2ပွဲလုံးအနိုင်ရခဲ့တဲ့ fighter ဖြစ်လဲမှတ်တမ်းဝင်သွားပြီဖြစ်ပါတယ်မြန်မာကုံဆောင် fighter ဂျိုရှူအာဘန်ကတော့တန်းကြွတထေးဖြစ်ပြီလို့တော့ဆိုနိုင်ပါတယ်ဒီပွဲမထိုးခင်ကတည်းကဒါနာဝိုက်ကပြောထားတယ်နိုင်ရသူဟာ flyweight ကပတ်လူခွင့်ရမယ်တဲ့ပုံမှန်အားဖြင့်ဗျာချန်ပီယံလူခွင့်ရရင်ထိုးကြေးက$5သိန်းပါ PPV point သာပိုင်တော့တန်းကနန်းထိတောင်ရအောင်မယ်လို့ခံမှန်းရပါတယ်ကဲဂျိုရှူအာဘန်တယောက်ကတော့ဗျာဒီပွဲကိုနိုင်မယ်လို့တော့မထင်ထားဘဲနဲ့တကယ်ကို congratulation ပါချန်ပီယံကပတ်လူခွင့်မှာရသွားပြီဖြစ်တဲ့အတွက်ကြောင့်ဂျိုရှူအာဘန်အနေနဲ့ဒီချန်ပီယံကပတ်သာရဝိုင်းတော့တကယ်ကို UFC မှာပထမဆုံးချန်ပီယံကပတ်ရတဲ့မြန်မာ fighter ဖြစ်မှတ်တမ်းဝင်သွားပြီဖြစ်ပါတယ်